အားလုံးပဲမင်္ဂလာပါဒီနေ့တော့သွားတိုက်တာနဲ့ပတ်သက်ပြီးတော့စုတချို့ချက်လေးတွေ sharing လုပ်ပေးသွားပါမယ်စုတို့အရင်ဆုံးပေါ့နော်သွားတိုက်စီကိုသုံးတဲ့ချိန်မှာဒီလိုသပုတ်တန်အပြည့်ထည့်သုံးကြမလို့ပဲနဲ့သပုတ်တန်ရဲ့3ပုံ1ပုံထည့်ရင်လုံလောက်ပါတယ်ပြီးတော့သွားတိုက်တဲ့အချိန်မှာအချိန်ဘယ်လောက်ကြာရမလဲဆိုတော့2မိနစ်ပဲကြာသင့်ပါတယ်2မိနစ်ဆိုတာကစုတို့သွားကြတဲ့မှာရှိနေတဲ့အညစ်အကြေးတွေအကုန်စင်ထွက်ဖို့အတွက်လုံလောက်တဲ့အချိန်တစ်ခုလည်းဖြစ်တယ်လို့သွားကျမ်းမာရေးအတွက်လည်းကောင်းမွန်တဲ့အချိန်ပါ2မိနစ်ကျော်သွားရင်ဘာဖြစ်နိုင်လဲဆိုတော့စုတို့သွားအပေါ်ရန်ကြေးလာတွေပျက်စီးတတ်ပါတယ်ဒီသွားတိုက်ပြနေတဲ့ဗီဒီယိုကတော့စုအချိန်ကြာသွားမှဆိုလို့အမြင်လေးနဲ့ရစ်ထားတော့မြန်တယ်လို့ထင်နေမယ်ဒီဘက်မှာပေါ်လာတဲ့ဗီဒီယိုလေးကိုကြည့်ပါလုံးဝဖြည်းဖြည်းမြင်မြင်သာသာနဲ့ကိုယ့်ရဲ့သွားထဲမှာရှိတဲ့ကြီးတွေကိုဒီလိုဆက်ဝိုင်းပုံစံပေါ့နော်တိုက်ချင်းအဖြစ်သွားရကြီးအကုန်စင်ထွက်တယ်နော်ကဲဒီမှာသွားတိုက်ပြီးသွားတော့စုရဲ့သွားလေးကိုကြည့်လိုက်ပါဖြူဖေးသွားပါပြီသွားတိုက်တယ်အောင်လဲစုတို့ဒီလိုအဖုံးလေးပါတဲ့ဟာနဲ့သိမ်းစီးတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒီတိုင်းထားတယ်ဆိုလို့ရှိရင်ဖုံနေကတ်တာတို့အကောင်နေကတ်တာတို့ဆိုလို့ရှိရင်စုတို့ဒီသွားတိုက်လိုက်တဲ့အချိန်မှာပေါ့နော်ပါဇက်သေးကိုမလိုလားအပ်တဲ့ပိုးမွားတွေဝင်သွားနိုင်တာပေါ့နော်အခုစုရှိမှာကစ်တီသွားတိုက်စီတဘူးဝယ်တဲ့သူတိုင်းကိုဒီလိုအဖုံးပါတဲ့သွားတိုက်တန်လေး၄ချောင်းပေါ့နော်လက်ဆောင်ထည့်ပေးနေတာမို့လို့အားပေးလို့ရပါတယ်ရှင်